ကပြချင်ပါတယ်ရှင်မောင်လေးတညာဘူရငါစင်ခဏနဲ့ဒီမစ္စည်းပလက်ခေါ်မြဲတပြဲအောက်ပြန်ပြန်စမလေပါဦးများတဲ့နိသိဏညင်လုံးပေါင်းယုံညိုညာခုနတတဲ့အဲ့ဒါကတော့ကျမတို့ပိုင်နဲ့အတန်9ပါးပြင်းကုန်ပြီမို့လားဟုတ်တယ်နွာလာ3ပေါက်ကျမမောင်လေး9အောင်ငယ်လေးပဲရှိသေးတယ်တိတ်တော်တယ်တိတ်ချဖို့ကောင်းတယ်မောင်လေးသူဝိုင်းထဲမှာကတ်ထားတဲ့ပတ်စာ9ပေါက်6ပေါက်9တန်ပတ်စဖို့ဆိုတာအခုမှပေါ်လာတာမဟုတ်ဘူးဟိုးရှိကလေးကဂီတပညာရှင်ကြီးတွေကယခုလိုဂီတနဲ့အလန်းကွာတဲ့ရိုးသားတဲ့တောသူတောင်သားတွေရဲ့နားမှာလွယ်မှတ်မိလွယ်အောင်အတန်ရှာခဲ့တာဝေးမကြည့်ပါနဲ့မောင်လေးကတ်တဲ့ပတ်စာမောင်လေးဝိုင်းထဲကပတ်လုံး3ပေါက်တန်ကျမတို့ဟာဒီဖိုစွရွာထဲမှာရှိတယ်ပြောရရင်တော့ကိုကြီးဖိုစွရွာထဲကနွားဒီကြီးတွေပေါ့ကိုရဲ့နွားကြမှာဘာလို့ငါလာပို့ပြပြအဲ့ဒီနွားဒီကြီးတွေရဲ့ဟုတ်ပဲဆိုတဲ့အတန်ကကျမတို့မြမဆိုင်းဂီတာမှာ3ပေါက်ပဲရှင်နွားတွေអော်လိုက်ပြီဆိုဟာဒါဆိုင်းထဲမှာ3ပေါက်လို့ဒါမှတ်လိုက်3ပေါက်ငိမ့်ကြကအတိအကျတည်တယ်အဲ့ဒါဆိုရင်နင်းကပုံစံလုပ်ပြမယ်အဲ့ဒါဘာသာဆိုတာနေပြောနိုင်တာလက်ဆက်ကကဲအဲ့တော့ငါလုပ်ပြမယ်အဲ့လက်ဆက်အော်ဘာလဲအဲ့ဒါဘာသာတော့ဟာတယ်တော့သိပါဘူးအဲ့ဒါဘာလဲဘာသာတော့မသိမချင်းမှတ်တာအဲ့ဒါပတ်စပူးပတ်စပူးမြင်းတဲ့ချောင်းနဲ့စာမဏေနဲ့မြင်းတို့ဟီတန်ဟီရမြင်းတွေဟီဆိုတော့អော်လိုက်တဲ့အတန်ကျမတို့မြမဂီတမှာ6ပေါက်လို့ခေါ်တယ်6မြင်းတဲ့ချောင်းနဲ့ထုံတော့တန်ကြောင်ဥတောင်းကားစီဥတောင်းမင်းတွေရဲ့အိုးဝဲအိုးဝေဆိုတာမတိမချင်းမှတ်တာ3ဘင်းကိုခေါ်တယ်။ဟုတ်ပြီ။ဆောက်ပြော။အဲ့ဒီအိုးဝေဆိုတာဒေါင်းနေတွန်းတာ။ဒေါင်းနေတွန်းလိုက်တဲ့အတန်ဒီ9ပေါက်ကိုပြောင်းသွားပါပြီရှင်။ဦးရငါစင်ကန္နာနဲ့တိမစ္စည်းပလဲခေါ်မြတ်တပြန်းအောက်ပြန်ပြစမလေးပေါင်းများနဲ့နိသိဏညင်လုံးပေါင်းညိုညံခုနတန်ဟာခုနတန်လုံးကကျမကနေဆရာတော်ကြီးတရားဟောလိုက်မှာမဟုတ်ဟုတ်တယ်အဲ့တော့ကျမစန့်ကျင်ပဲနှစ်တန်ကမယ်ရှင်ဒီကိမှာကျမတို့ဗိသိက်မဟုတ်ပဲအငိမ့်ဖြစ်နေလို့ခုနောင်လေးကတ်ထားတဲ့ပတ်စာဒီ9ပေါက်ပါပဲ9ပေါက်ကမှလို့တယ်လို့ तू ပြောင်းလဲပြင်ဆင်ရမှာ9ပေါက်ဆိုတာဒေါင်းတို့ရဲ့အော်တန်မို့လို့ရှင့်ကဒေါင်းမလေးကကပါတော့မယ်ဝိုင်းထဲကဒေါင်းဘူးကြီး9ပေါက်ဆိုတဲ့အတန်တာတာနဲ့တီးတက်တူတူလေးတစ်ပုတ်လမ်းခင်းလို့ခေါ်သွားပါမောင်လေးရဲ့တီးတက်ဒါကဂီတမှာ9ပေါက်ပါရှင်ခေါ်တော့တီလာတောင်းတောင်းဝေးမလားဆိုစီဟာရှူယူတောင်းမီရဲ့ကျုံနာအကျုံပေါင်းတဲ့မောကျမအမြလာပြီတံပချနာဟိုတာအာမဝအကျုံစားပြန်လီအာမဝအကျုံစားပြန်ရင်ထောင်းမကညာမဲညိုတွေ့ချင်စားအနာတနာမောင်လေးဂီတရတာပြီမောင်လေးမဟုတ်မောင်ကြီးလို့တိုးတက်တဲ့ခေတ်မျိုးဆက်တွေငိမ့်ညံခိုင်လေးရဲ့ရင်ကျင်းမှုအမွေနစ်ကိုထိမ့်သိမ့်နေတာပါခင်ဗျာရွာသားကျော်ကြီးစတဲ့လာလိုက်တယ်ညီမလေးဆွေတဲ့စုချင်လေကြပါဒေါင်းမကြီးဟာဟုတ်တယ်တောင်းပါဟာလက်ကြည့်လိုက်တာကဲအဲ့တော့ကတော့ကျမနောက်ကကျမဆရာ
ဦးကြီးစတဲ့လဲလက်ပန်းကြောင်ထိရပါတယ် ဟုတ်တယ် ကျမလည်းပင်ပန်းပါလေ ဒီမှာလာပေါ့ ဒါပေမဲ့ပေးတဲ့ကပြင်းရောပြင်းတော့ကျမစုမယ် ဟေး ခက်စစ်စုတန်နေဘဲမှာကြားရလဲ ဘယ်မှာလဲ မနေ့က6နာရီဝဲ9နာရီခွန်အောင်လေးစိုင်းတီးတော့မှာမို့လို့မန်းတက်တဲ့လူစုတဲ့အချိန်ဟာဒီမှာငါတရားဥထားတယ်လာဟဲ့ညမိမခေါ်တော့ရှေ့ကစော့လိုက်တာဟာဒီမှာမဖြစ်နဲ့မန်းတက်တဲ့တန်မောင်းတရားလာပေါ့ပေါ့ရိုက်နေ သူညံ အရေးတဲ့ပူစီပေါင်းတယ်လာရင်ပူစီပေါင်းတွေကဘော်ဘီအော်လန်ကြီးတွေကအော်သေးတာဟာရေခဲချောင်းတွေကကလင်အဲ့ဒီအတန်မောင်းတွေထဲမှာကျမတို့ဟာဒီလိုတေးရဆိုကားလို့ကတော့စိုင်းမင်းသမီးငိုးတောင်ပြန်အောင်မယ် ဟုတ်တယ် ပရိသတ်စုနေတာကိုမနိုင်ပါဘူးဒါပေမဲ့ကြိုက်တဲ့လောက်စုစွမ်းတဲ့လောက်စုဆိုင်းကဟဲ့လို့အုပ်လိုက်တဲ့အတန်ပါတယ်အဲ့ဒါ6ပေါက် အဲ 6ပေါက်ဆိုတာဇာမနီနတ်မြင်းတို့ဟိတံ6ပေါက်ဆိုတာဇာမနီနတ်မြင်းတို့ဟိတံမို့ရွာစားဇာမနီမောဟဲ့ချုံမချာနတ်မြင်းတို့မောကြရဟာဇာမနီမောချုံမချာနတ်မြင်းတို့မောမြူကြရလက်ကုပ်တွေအဲ့လောက်ကြီးကျင်းမတီးနဲ့လက်ကုပ်တွေအဲ့လောက်ကြီးကျင်းမတီးနဲ့ခက်ကာလာတီးရမို့လားခုတနတ်နဲ့လူတယောက်ရောက်လို့တနတ်နဲ့လူတယောက်ရောက်လို့ ဘယ်မှာတော့ ဟောမှကြည့်ပါလား ရကလေးပါ အေးလေတနတ်ကလေးနဲ့လူတယောက်ရောက်လို့အဲ့ဒါငါမပြောတာမှားတယ်လား ဒါမဲ့ကျွန်တော်တို့မန္တန်ပြောလို့ချင်းငင်းကြခိုင်တို့ဒီလူတွေကရဲဆိုတယ်ဒီလူကလုံနေရတာမန္တန်ပြောကျွန်တော်ခုနေရထိုင်ရတာဖိုးစွတ်မှရောက်လို့တာပြေးတဲ့ပြောနာအဲ့ကန်တာကျွန်တော်မန္တန်ပြောရင်မပြောဘူးဖြစ် အော်မင်းရတယ်ကွာအတူကိုချစ်တဲ့လူပညာသမားတွေပဲမင်းရလဲအားပေးရပေးတယ်မင်းပြောအောင်လုပ်မှာပေါ့ အင်းကျွန်တော်ဒီအင်းကနေထွက်လာတော့ကျွန်တော်မိမနဲ့စကားများ မင်းရလဲမိမဘာအပြည့်လို့တော့သူခင်ဗျလင်ငယ်လေးနေရာတစ်ခုပဲ မိမငွေမတ် ဟောဒါကတော့လူတိုင်းမိတ်တယ်ဟော အိမ်မှာဆိုသူကဆိုင်ကနေကျုပ်ကဘဲပြုတ်ရောက် ရောင်းပြန်ကြီးဖြစ်နေတယ်ရောင်းပြန်ကြီးဖြစ်နေတယ်မင်းကဆိုင်ကနေရမှာသူ့ဘဲလို့ရောင်းအောင်မှာ မင်းတို့စဉ်းစားကြည့်ပဲကျွန်တော်တနေ့ကိုဆိုင်ကနေနဲ့8000ရတယ်ပြန်ရောက်တော့အရက်တော့တာကုန်သွားဒါကိုကျုပ်ကိုလွန်နေ ဟာဒါမင်းမိမမာရိုင်းတာပေါ့ဟဲ့မင်းအကုန်ရတာအကုန်တော့တော့မင်းလွန်တာပေါ့ ဘာတိုင်းဘူးကသူထားရင်သူကလှုပ်စားနေငါလည်းငါသားပြောငါကလှုပ်စားတာအယူကလေးကပြောပြီးသားဒီကွက်ကိုလှုပ်စားရမှာနော်လို့ကိုယ်တည်းကကျွန်တော်မူးပြီးပြန်လာတာရောက်ခမအိမ်နေရနေရွက်တက်နေဒါကိုလွန်နေပြောတယ် အမှန်တကယ်ပဲလေဘင်းကိုနင်းလိုက်ရမှာ နင်းတော့လေနုံနဲ့နေရွက်ချော်နေပြီလို့ရောက်ခမရှာချင်လို့သေအေးတာပဲဆိုပြီးဒါတော့ဆိုတဲ့မိမမပေါင်းမှုဆိုပြီးကိုယ့်အလုပ်ကိုထွက်လို့ ဘာကြီးလို့ မကြီးရွက်ခူးရောက် ဟော ကန်ဆိုးကျင်တော့မကြီးရွက်ခူးရောက်တာကိုပဲ4000ရှုံးတယ် ဟောဗျာအလကားရတဲ့မကြီးရဘယ်လိုလုပ်ရှုံးမှာတော့ တက်ခူတာအောက်ကဖက်နဲ့လူခိုးသွားတယ်စင်မပြေးဘာလဲကောင်းမလို့အမေကမုံကျွဲတဲ့ထိုးခိုင်းတာတယောက်တည်းမုံကျွဲတဲ့ထိုးရောက်မုံကျွဲတဲ့ကလည်းခုမှဆန်းထိုးတာဆိုတော့မထိုးဘူးတော့ပျော့သွားတာပျော့လဲရောင်းမှာပဲဆိုပြီးဘန်းလေးမှပြီးဈေးထဲသွားဘန်းတော်မချရသေးဘူးဈေးကောက်ကပေး900ငါလည်း900ပြပြီးဘန်းလေးချစောက်ငါဘန်းရှိကိုပိတ်ကောင်မလေးတယောက်ဝတ်တုတ်တယောက်လာရောဝယ်တော့မှာပဲဆိုပြီးဇွန်းကြိုက်ပြီးရောင်းမလို့မဝယ်ပဲဘာလုပ်တယ်မှတ်ညီကဘာကောင်မညီကဘာကောင်မပတ်စံချီရောနေ့ရက်ဆိုခုတလားကြော်ပေါ့ညီလူကောင်မလည်းကတော့ရပိတ်ကောင်မလေးကတွန်းချလိုက်တာဝတ်တုတ်ကောင်မလေးကမူကျတဲ့ဘန်းပေါ်ဖင်ထိုင်းကြတယ်ဘန်းညီကငါလှုပ်တဲ့ဘောဆိုပြန်ထားလိုက်တော့အဲ့ဒီကလေးမဖင်မောတပင်းတစ်ခွက်လောက်ကပ်ပါတော့အရှုံးတော့မခံဘူးဆိုပြီးဖင်ကတ်နေတဲ့မုံကျတဲ့နောက်ကလိုက်ခွာဒါကူသူ့ဖင်နှက်လို့တဲ့ရဲတိုင်တာ9ညအိတ်ခဲ့တက်တက်ကြိုးကိုကြားလိုက်ရမှာ ကန်ဆိုးတဲ့ဘဝသေတာကောင်းတယ်ဆိုပြီး36ကရားဘဝနဲ့ခုံးချပြီးသေမယ်လို့တော့အောက်မှာလဲရရှိတယောက်တည်းလင်ကစင်းတွေထိုင်ပြီးတို့လင်တွေကဘာလို့မတည့်ရတော့စဉ်းစားရင်းနဲ့လေထဲမှာငရှင်းနေပြေးနေတာတယောက်တည်းငရှင်းဖမ်းတာ6កောင်ရတဲ့6កောင်အိတ်နဲ့ထုတ်ရောက်မိမဈေးထဲသွားရောက်မိမလည်းကျွန်တော်လိုပဲငရှင်း6កောင်ဘန်းနဲ့ထက်ဈေးထဲသွားရောက်တာကျွန်တော်လိုပဲဈေးကောင်ကပြီး900မိမဆိုတော့ကတ်စီနေတဲ့လေကတ်စီနေပြီးပတ်စံ900မပေးချင်တော့ဘာလုပ်တယ်မှတ်တယ်ငရှင်း6កောင်ထဲတဲ့ဘန်းကိုလုံညီနဲ့အုပ်ပြီးဖွက်ထားတယ် ထမိန်နဲ့အုပ်ထားတယ်ပေါ့ဒါဆိုမပေးရတော့လေ မိမငရှင်းနဲ့ဘာကောင်မှလည်းတော့မသိဘူးကျုပ်ကလည်းကန်ဆိုးကျင်တော့တတ်မပေးဘူးအရှင်နေထက်ပေးပြရတာ ဒါမှလည်းဒီ အရှင်ဆိုတော့တည့်ရတိုင်းပဲဒီရောတကောင်မရှိအကြီးဆုံးကောင်ပျောက်သွားတယ်အကြီးဆုံးကောင်ငါပေးတယ်ငရှင်း6ကောင်တကောင်ပြောကောင်ပြောတယ်
ကျမလည်းဈေးကောက်ကြောက်လို့လုံကြီးနဲ့အုပ်ထတာတကောင်ပြောက်သွားတာတဲ့အဲ့နေရာထားပြီးတို့လည်းမိမနဲ့မေးရဲ ဘာလို့တော့ ငရှင်းကြိုက်မှာကြောက်လို့